တိန်းထောင်ချင်ရတဲ့ပွဲတွေကိုမကသေးပဲလေးမျက်နှာမျိုးရေးပြီးမှရှေ့ဆုံးကနေဥဆောင်ကူညီနေတဲ့ဖိုးချစ်အေယော်ရီတိုင်းဒေသကြီးလေးမျက်နှာမျိုးနယ်မှာဖြစ်ပေါ်နေတဲ့တဘာဝပြီးမှအခြားသူတွေထပ်ဆော့ပြီးရှေ့ဆုံးကနေကူညီနေသူကတော့ဖိုးချစ်ဖြစ်ပါတယ်။လက်ရှိချိန်မှာအေယော်ရီတိုင်းဒေသကြီးလေးမျက်နှာမျိုးနယ်မှာငဝင်ရေကာတာက200နီးပါးလောက်ကျိုးပေါက်သွားခဲ့ရကြောင်းတစ်မျိုးလုံးနီးပါးရေလွှမ်းမိုးသွားခဲ့ပါတယ်။ကျေးရွာတွေကလည်းအိမ်ထဲကနေထွက်မရပဲတောက်သုံးရင်နဲ့အစားအစာတွေအရေးပေါ်လိုအပ်နေပေမဲ့မုန်တိုင်းနဲ့73စီအခက်အခဲတွေရှိနေတာပါ။ကာကျိုးလိုအရေးပေါ်ဒုက္ခရောက်နေချိန်မှာတခြားသောအလုပ်တွေကိုဘေးဖယ်ထားပြီးအနုပညာရှင်တွေတဲကနေပထမဆုံးအကြိမ်ကိုယ်တိုင်ကူညီဖို့ပြင်ဆင်လာသူကတော့တစ်ချိန်ကဇမင်းသားကြီးဖိုးချစ်ပဲဖြစ်ပါတယ်။ပွဲတစ်ပွဲကားလိုက်ရုံနဲ့တိန်းထောင်ကြီးဝင်ငွေကောင်းတဲ့နာမည်ကြီးမင်းသားတက်လက်ဖြစ်ပေမဲ့ဖိုးချစ်ကငွေကြီးတစ်ခုတည်းကိုသာကြည်နေရသူမဟုတ်ပါဘူး။ပရိသတ်အားပေးမှုနဲ့ရည်တည်နေရဖြစ်တဲ့အတွက်အခက်အခဲကြုံလာတဲ့အခါရှေ့ဆုံးကနေပြန်လဲကြည့်ရှုပေးတတ်တဲ့စိတ်ဓာတ်ကသူ့မှာအပြည့်အဝရှိနေပါတယ်။တာကျိုးလိုခက်ခဲနေတဲ့သူတွေကိုဖိုးချစ်ကအင်ဂျီ350စာအတွက်လူအမေဆန်စီတောက်သုံးရည်တဲ့ခောက်ဆွဲကြောင်းနဲ့အသင်စားစီရာစားတဲ့ရိတ်ခါတွေကိုကိုယ်တိုင်ဦးစီးပြီးတော့လူတန်းဖို့စီစဉ်နေပါပြီ။ကားပေါ်ကနေပစ္စည်းလမ်းပြီးတဲ့အပြင်ရေဘေးတင်တဲ့သူတွေရှိတဲ့နေရာထိကိုယ်တိုင်ကိုကြားသွားရောက်ပြီးတော့ကူညီပေးနေတာပါ။အခက်အခဲကြုံလာတဲ့ခါမှသာလူတယောက်ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုအထင်ရှားမြင်တွေ့ရတတ်ပါတယ်။ပွဲကရင်တိန်းထောင်ကြီးရရှိနေတဲ့နာမည်ကြီးမင်းသားကြီးဖြစ်ပါလျက်ရေဘေးတင်ဒုက္ခရောက်နေချိန်မှာကိုကျိုးစွန့်ပြီးတော့ဝင်ရောက်ကူညီနေတဲ့မင်းသားကြီးဖိုးချစ်ရဲ့စိတ်ထားလေးကိုသဘောကျရလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ အဲ့သမီးနိုင်ငံသားကြောင့်သွားတယ်လမ်းအဲ့လိုပြောပွင့်တော့ပါဒီစီတဲ့တားတယ်ဘာလဲဘာလာမလဲဒါလို့လာကြည့်လို့ဒီမှာနေတော့နက်ကပိတ်မိနေလို့ပေါ့နော်ဒီကျွန်တော်တို့ရေကာတာပေါ်မှာပိတ်မိနေတဲ့မိသားစုလူတွေအများကြီးပေါ့နော်လူကြီး80လောက်ရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီကဲသေးပရိဒတ်သမားတွေဆရာကြီးတွေပေါ့နော်ဟိုကျွမ်းကျင်တဲ့ကဲသေးသမားတွေတွားရောက်ပြီးတော့ဟိုမနက်ကတွားပြီးတော့ကဲတင်တယ်လို့ပြောတယ်ဗျနော်ကျွန်တော်ဖုန်းလမ်းဆက်ပါတယ်နောက်တစ်ခုပြောချင်တာကကျွန်တော်တို့ကဲသေးသမားတွေကဲသေးတဲ့နေရာမှာလေဟိုရွာတွေကလူတွေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဟိုကြောင်းနေရပဲဖြစ်ဖြစ်တချို့ကသူမလိုက်ကြဘူးဟိုကဲသေးတွေကသွားကဲတယ်ဆက်လေနဲ့သွားကဲတဲ့ဟာတချို့ကြတော့မလိုက်ကြဘူးဟိုတချို့နေရာတွေကြတော့ခေါ်လို့ကိုမရရတယ်သူတို့ဒီမှာပဲအဆင်ပြေနေမှာပြီးတော့သူတို့မလိုက်ဘူးပြီးလိုက်ပြီးတော့ရေတွေကထိုးတက်လာတဲ့အခါကျလို့ရှိရင်အဒုက္ခတွေရောက်ကုန်အခုကပြဿနာအဲ့ဒါတွေနဲ့ကဲသေးသမားတချို့ကရင်ဆိုင်နေရတာပေါ့နော်အခုလည်းကျွန်တော်တို့လည်းသွားခေါ်တယ်တဲ့သူတို့ကမလိုက်ဘူးတဲ့တချို့လူတွေကတဲ့ခေါ်လို့မရဘူးတဲ့ခုနေ့ကဆိုအဖွားတယောက်ဆိုလို့ရှိရင်ကြံတဲ့လူတွေလိုက်တယ်အဲ့ဖွားမလိုက်ဘူးဒီမှာပဲနေခဲ့မှာပြောတယ်တဲ့ဘောနော်တချို့အဲ့ကျောင်းဆရာမတွေဆိုလဲအဲ့တိုင်းပဲတဲ့ဒီမှာပဲနေမယ်ရတယ်အဆင်ပြေတယ်ဆိုပြီးလည်းပြောရေတွေထိုးတက်လာတော့အကုန်ဟိုအခက်အခဲတွေဖြစ်ကုန်တဲ့ကျွန်တော်ပြောချင်တာကဟိုကဲသေးသမားတွေအနေနဲ့သွားကြရတဲ့အခါကျတော့သူတို့အတွက်လည်းအန္တရာယ်များပါတယ်เนาะသွားတဲ့လူတွေလည်းပြင်ပန်းပါတယ်တကယ်အလုပ်လည်းရှုပ်ပါတယ်ဟိုတကယ်လို့လုံးဝအဆင်မပြေရေးတွေဝုန်းတိုင်းတက်လာကမှဆိုတဲ့အခါကျလို့ရှိရင်အရန်အန္တရာယ်များပါတယ်ပေါ့เนาะအဲ့ဒါပေါ့เนาะကဲသေးသမားတွေကကျွန်တော်အဲ့ဒါလှမ်းပြောတယ်ဗျဟိုအဲ့လိုအခက်အခဲတွေကျွန်တော်တို့မှရှိနေတယ်ပေါ့เนาะနောက်စီအခက်အခဲတွေဖြစ်ကြတယ်အဲ့ဒါလေးတွေလည်းကျွန်တော်လှမ်းပြောတယ်ဗျနော်မနေ့ကအကူညီတောင်းတဲ့ဒီပေါ့နော်ရေကာတာပေါ်ကလူတွေအကုန်လုံးတော့သွားပြီးတော့သူတို့ကဲထုတ်ပေးတယ်လို့ပြောတယ်ဗျကျွန်တော်လှမ်းပြီးတော့ဆက်သွယ်ပါတယ်နော်အဓိကပြောချင်တာကကဲလေးသမားတွေသွားရောက်ကဲတင်တဲ့အခါကျတော့ဟိုတကယ်အန္တရာယ်များတဲ့နေရာတွေမှာမနေဘဲနဲ့လိုက်သွားဖို့အတွက်ကျွန်တော်အကြံပေးချင်တာပါကျေးဇူးတင်ပါတယ်ဒါနော်ကဲလေးသမားတွေမှာလည်းအခက်အခဲတွေအများကြီးရှိပါတယ်